ကျွန်တော်တို့အရန်ကိုချစ်ခဲ့ကြတယ်အရန်ကိုအချိန်ကြီးကြာကြီးဖြတ်တန်းခဲ့ကြတယ်လုံးဝအရင်ကြီးဆုံးကနေချက်ချင်းခေါ်ပြောလို့မရနိုင်လောက်အောင်ဒဇိန်းတွေဖြစ်သွားကြတဲ့ခံစားချက်ကြီးရဗျာခင်ဗျားတို့ဆိုပြစ်ခံရတဲ့ကောင်းလို့ပို့ပြီးသိတစ်ဖက်လူအတွက်ခင်ဗျားကကောင်းတဲ့လူတယောက်မဖြစ်လာနိုင်ရင်ခင်ဗျားအတွက်ကောင်းတဲ့လူတယောက်ပိုင်ဆိုင်ဖို့မမျှော်လင့်နဲ့ကိုကလည်းမကောင်းတောင်ဝမ်းလည်းမကြည့်စိတ်မှန်နဲ့ကလည်းမဆက်ဆံပဲနဲ့ကိုကြတော့ကွာအကောလုံးအကောင်းတွေအစစ်မှန်တွေကြီးပဲလူချင်းခင်ဗျားကိုခင်ဗျားမှန်စစ်ရက်ပြီးတော့ပြတ်မိကြည့်ပါဒီနေရာမှာပြတ်မိတဲ့တစ်ချက်စီတယ်ကိုကောင်းပြီးသူပြတ်မကောင်းတာကြတော့ရောတေးကြတာတော့ခင်ဗျားရဲ့ရွေးချယ်သုံးသက်တာတွေကလိုအပ်လို့စိတ်ပန်ဆိုင်ရာအားနေတာစိတ်ပြော့တာလူတိုင်းကိုကိုလိုထင်နေတဲ့စိတ်ကအမြင့်တွယ်နေလို့ပဲခင်ဗျားတို့ရွေးချယ်တဲ့နေရာမှာချစ်စိတ်တစ်ခုပဲစိတ်တယ်မတင်နဲ့မြင်ချင်းချစ်တာကအဓိကပြဿနာလူတယောက်ကိုစိတ်ဝင်စားမှုအစိတ်ကမှလေးလောင်မှုအစိတ်ကိုတွားရမယ်ခင်ဗျားကဒီအစိတ်တွေကိုကြော်ပြီးတော့အခုပဲမြင်အခုပဲပြင်မလို့သဘောထားလိုက်တာအုံနောက်ရမ်းမဲ့လုံးအကောင်းဆုံးအကျင့်ပေးခြင်းကခင်ဗျားကိုခင်ဗျားချစ်တတ်သွားပြီဆိုမှအခြားတယောက်ကိုပြန်ချစ်ပါခင်ဗျားကိုခင်ဗျားပြန်ချစ်တတ်သွားပြီဆိုလို့ရှိရင်ခင်ဗျားဘယ်တော့မှအုံနောက်မဲ့တဲ့လုံးရက်ပြန်လို့တော့မဟုတ်